မင်္ဂလာပါရှင် Rocky the Memory Keeper ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့တော့တရောင်းစားအဖြစ်အတင်းအသမခိုင်းစေခံခဲ့ရတဲ့ကောင်လေးတစ်ယောက်ကအသက်16နှစ်အရွယ်ရောက်မှမူလတန်းကျောင်းကိုစတက်နိုင်ခဲ့ပေမဲ့ဆရာဝန်ဖြစ်လာတဲ့အထိပြန်ပြီးတော့စ조사အားထုတ်နိုင်ခဲ့တဲ့ဖြစ်ရမှန်အကြောင်းလေးကိုပြောပြချင်တာဖြစ်ပါတယ်တရုတ်ပြည်ကလီချောင်ကြီးဆိုတဲ့ကောင်လေးတစ်ယောက်ဟာcerebral palsy ဆိုတဲ့ CP ယောဂအခြေအနေကြောင့်ခြေတွေသိမ်နေတဲ့မတန်ဆွမ်းတစ်ယောက်အနေနဲ့1988ခုနှစ်မှာဆင်းရဲတဲ့မိဘနှစ်ပါးစီမှာမွေးဖွားလာခဲ့ပါတယ်။သူ့ရဲ့အခြေအနေကိုသူအသက်တစ်နှစ်သားအရွယ်လောက်ရောက်တဲ့အခါမှာမိဘတွေကတည်သွားခဲ့ကြပြီးတော့သူတို့သက်ဆွမ်းနိုင်တဲ့မြသားလေးကိုဆေးကုသပေးခဲ့ကြပါတယ်။ဒါပေမဲ့သူ့ရဲ့ CP ယောဂဆိုတာမျိုးကပြန်ကောင်းလာနိုင်တဲ့ယောဂမျိုးမဟုတ်တဲ့အတွက်ကြောင့်ခွဲစိတ်ကုသမှုတွေအထိခံယူခဲ့ပေမဲ့သူ့ရဲ့ဒီခြေထောက်ကမထူးခြားလာခဲ့ပါဘူး။1996ခုနှစ်လီအသက်9နှစ်သားအရွယ်ရောက်လာတဲ့အခါမှာလူကြီးတယောက်သူတို့ရွာကိုရောက်လာပြီးတော့လီကိုမြို့ပေါ်မှာသူနဲ့တင့်တော်တဲ့အလုပ်ရှိတယ်ဆိုပြီးတော့အလုပ်လာကမ်းလှမ်းပါတယ်မိဘတွေကတော့သူတို့သားမတန်ဆွမ်းလေးကိုထိလိုက်ဖို့စိတ်ကူးမရှိပါဘူးဒါပေမဲ့သူ့ရဲ့ခွဲစိတ်ကူးတမှုတွေမှာရှိသမျှပတ်စံအကုန်သုံးလိုက်ရပြီဖြစ်တဲ့မိဘတွေကိုလီကဆက်ပြီးတော့ဒုက္ခမပေးချင်တော့သူ့အတွက်ကြောင့်မိဘတွေဝန်ထုတ်ဝန်ပိုးဖြစ်နေတာမျိုးသူကမလိုချင်တော့အဲ့ဒါကြောင့်မလို့သူကသူ့သဘောနဲ့သူအဲ့ဒီလူကြီးနဲ့အလုပ်လုပ်မယ်ဆိုပြီးတော့လိုက်သွားခဲ့ပါတယ်အဲ့ဒီလူကြီးကတကယ်တမ်းတော့သူ့လိုမျိုးစီးရဲနွမ်းပါတဲ့မတန်ဆွမ်းတွေကိုလိုက်လိန်ခေါ်ပြီးတော့လက်မပေါ်မှာအတင်းတောင်းစားခိုင်းတဲ့လူဆိုးကြီးဖြစ်နေတယ်ဆိုတာကိုမြို့ပေါ်ကိုရောက်လာတဲ့အချိန်မှလီကသိလိုက်ရပါတယ်ဒါပေမဲ့မိဘကိုဒုက္ခမပေးချင်တော့တဲ့လီကအဲ့ဒီလူကြီးခိုင်းတာလုပ်ပြီးတော့သူ့ဘဝကိုသူကြောင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်အဲ့ဒီလူဆိုးကြီးကသူ့ကိုတစ်လကိုဒီ American dollar 14 ဒေါ်လာလောက်နဲ့ညီမျှတဲ့ယွန်ကိုပဲပေးတယ်အဲ့ဒါကလီရှင်တန်နိုင်ဖို့အတွက်တောင်မှမလောက်ငါချင်ခဲ့ဘူးလီဟာမိဘတွေနဲ့နှစ်တိုင်းနှစ်တစ်ကူအချိန်လောက်မှဖုန်းပြောခွင့်ရခဲ့တယ်သူကဘယ်တော့မှမိဘတွေကိုသူ့ရဲ့အခြေအနေမှကိုမပြောပြခဲ့ဘူးသူကအလုပ်ကိုကောင်းကောင်းလုပ်ရတယ်အဆင်ပြေတယ်ဒါမျိုးပဲသူကပြောပြထားခဲ့တယ်သူအဆင်ပြေတယ်ဆိုတာသိရတဲ့အတွက်မိဘတွေကသူတို့ပတ်စံတပြားမှမရရင်လည်းသူ့ကိုခေါ်သွားတဲ့လူကြီးကိုလိုက်ရှာပြီးတော့ပြဿနာလုပ်တာမျိုးအဲ့လိုမလုပ်ခဲ့ကြဘူးရိုးသားစွာနဲ့ပဲသားလေးအဆင်ပြေနေတယ်လေဆိုပြီးတော့စိတ်အေးနေခဲ့ကြပါတယ်ဒီကတဖြည်းဖြည်းနဲ့အရွယ်ရောက်လာတဲ့အခါမှာလူကောင်ထွားလာတာဖြစ်တဲ့အတွက်ကြောင့်လမ်းသွားလမ်းလာတွေကသူ့ကိုသိမတနာတော့ဘူးတနေ့သူတောင်းလို့ရတဲ့ပတ်စံကလည်းတအားနဲလာတယ်ပြီးတော့အဲ့ဒီကာလတွေမှာတရုတ်အစိုးရကကလေးတွေခိုးပြီးတော့တရောင်းစားလုပ်ခိုင်းတဲ့ဂိုင်းတွေကိုဖိစီစီနှိမ်နှင်းလာတဲ့အတွက်ကြောင့်ကောသူ့ကိုခေါ်သွားတဲ့လူကြီးကလီကိုတိတ်ပြီးတော့မကြိုက်တော့ပါဘူး9နှစ်လုံးလီကိုခိုင်းစားပြီးတော့ဒီအသုံးမဝင်တော့တဲ့အရွယ်ရောက်လာတဲ့အခါမှာစွန့်ပစ်ဖို့ပြင်ခဲ့ပါတယ်ဒီအခြေအနေကိုရောက်လာတဲ့အခါမှာကိုနာမည်ကိုတော့ကိုမရေးတတ်တဲ့လီဟာသူ့ရဲ့အခြေအနေကိုသူပြန်ပြီးတော့သုံးသပ်မိပြီးတော့လန့်သွားခဲ့ပါတယ်လီကိုတိုင်ကသူ့ဘဝကိုသူတေချာပြန်ပြီးတော့ဆင်ခြင်သုံးသပ်ကြည့်လိုက်တဲ့အခါမှာသူကကိုခန္ဓာမတန်မစွမ်းဖြစ်နေပေမဲ့မိခိုလိုစိတ်လုံးဝမရှိဘူးကိုအားကိုချင်တဲ့စိတ်ရှိတဲ့သူဆိုတော့သူ့လိုလူမျိုးကအလောက်ကျန်းလို့လည်းမရတာဖြစ်တဲ့အတွက်ကြောင့်သူ့ဘဝကိုပြောင်းလဲပစ်ဖို့ဆိုရင်သူကစာတတ်ဖို့လိုတယ်ဆိုတာကိုကောင်းကောင်းသဘောပေါက်သွားခဲ့တယ်။အဲ့ဒါကြောင့်သူ့အသက်16နှစ်အရွယ်2004ခုနှစ်ဝန်းကျင်လောက်မှာမိဘအိမ်ကိုပြန်သွားခဲ့ပါတယ်။မိဘအိမ်ကိုပြန်ရောက်မှမိဘတွေကသူလုပ်ခဲ့ရတဲ့အလုပ်ကဘာလဲဆိုတာသိခဲ့ရပြီးတော့ယူကျုံမရဖြစ်ခဲ့ကြပါတယ်။ဒါကြောင့်ကျောင်းပြန်တက်ချင်တဲ့လီရဲ့စိတ်ဆန္ဒကိုအပြည့်အဝဖြည့်ဆည်းပေးခဲ့ကြတယ်။လီကအသက်16နှစ်ရောက်မှမူလတန်းကျောင်းကိုပြန်သွားခဲ့တယ်။ Grade 2ကနေပြန်ပြီးတော့စတက်ခဲ့တယ်။သူနဲ့ရွယ်သူကလေးတွေကအထက်တန်းကျောင်းရောက်နေတဲ့အချိန်မှာသူကမူလတန်းမှာပဲကလေးတွေနဲ့အတူတက်နေရတယ်။ဒါပေမဲ့စိတ်ဓာတ်မကျဘဲနဲ့စာကိုအစွမ်းကုန်စူးစမ်းတဲ့အတွက်ကြောင့်အတန်းတွေတက်ပြီးတော့2013ခုနှစ်သူ့အသက်25နှစ်မှာအထက်တန်းကျောင်းကိုထူးချွန်စွာနဲ့အောင်မြင်ခဲ့ပါတယ်။သူဒီလိုမျိုးကြောင်းတက်နေတဲ့အချိန်မှာသူ့အတန်းဖော်တွေကသူ့ကိုကူညီပေးရတယ်ဂရုစိုက်ပေးရတယ်ဆိုတာမျိုးမဖြစ်အောင်အသက်နိုင်ဆုံးကိုတာဝန်ကိုကူယူနိုင်အောင်ကြိုးစားခဲ့တယ်ကျွန်တော်အတန်းဖော်တွေကအကြောင်းကိုလာတာစာတင်ဖို့လာတာကျွန်တော်ကိုကူညီဖို့ဂရုစိုက်ဖို့လာတာမဟုတ်ဘူးလို့ကျွန်တော်ယုံကြည်တယ်ဆိုပြီးတော့လီကပြောခဲ့ပါတယ်အထက်တန်းပြီးသွားတဲ့အချိန်မှာလီဟာအင်မတန်မှရေးဝတ်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုထပ်ပြီးတော့ချခဲ့ပါတယ်အဲ့ဒါကတော့သူစေးတက်ကတူတက်မယ်ဆရာဝန်လုပ်မယ်သူ့လိုမျိုးအားနေတဲ့သူတွေဆင်းရဲတဲ့သူတွေကိုကူညီမယ်ဆိုတဲ့ဆုံးဖြတ်ချက်ပါလီကသူ့လိုမျိုးမတန်ဆွမ်းတဲ့သူတယောက်အတွက်နော်မဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာတွေကိုတစ်ခုပြီးတစ်ခုလုပ်ခဲ့တယ်သူစေးချောင်းသားဘဝမှာခြေမတန်တဲ့နော်ဆောင်းကြောင်ထိုင်ပြီးပဲသွားလာရတဲ့သူကတရုတ်ပြည်ရဲ့
တောင်ကြီး9000နဲ့ဟော်ရှန်တောင်ကို18ရက်အတွင်းရအောင်တက်ခဲ့ပါတယ်။သူ့လိုမျိုးအရက်အမောင်း80စင်တီမီတာလောက်ပဲရှည်ပြီးတော့လမ်းသွားရင်ဆောင်းကြောင်လိုမျိုးသွားရတဲ့သူအတွက်ကတကယ်လွယ်ကူတဲ့ခရီးမဟုတ်ခဲ့ဘူး။ဒီခရီးစဉ်မှာသူကဖနက်6စုံပြတ်သွားတယ်။နောက်ဒီကြောက်တုံးကြောက်တောင်တွေကြားမှာခဏသူကလဲကြတဲ့အတွက်ကြောင့်အဲ့ဒီကြောက်တွေနဲ့ညှိပြီးတော့အချွန်တွေနဲ့ညှိပြီးတော့ဘောင်းပြီး12ထေပြည့်စည်သွားတယ်။ပြီးတော့သူကလက်ကိုအားပြုပြီးတော့တက်ခဲ့ရတဲ့အတွက်ကြောင့်လက်အိတ်16စုံစုပ်ပြေးသွားခဲ့တယ်။သူ့ရဲ့ဇွဲတက်တီနဲ့စိတ်ဓာတ်ကိုတော့တကယ်မချီးကျူးပဲနဲ့မနေနိုင်ပါဘူး။ကျမတို့တာမန်လူတွေတောင်မှမလုံနိုင်တဲ့အရာတွေကိုလီကလုံးဝ18ရက်အတွင်းလုပ်ပြခဲ့တယ်။သူကသူ့လိုမျိုးတခြားမတန်ဆွမ်းတွေကိုလည်းစိတ်သက်ခွန်အားပေးခြင်းတဲ့အတွက်ကြောင့်သူတောင်တက်တဲ့ဗီဒီယိုကိုတရုတ် TikTok platform ဖြစ်တဲ့တော့ရင်းမှာသူကတင်ထားခဲ့ပါတယ်။သူ့ရဲ့ဒီတောင်တက်ခရီးစဉ်ကိုတရုတ်မီဒီယာတွေကလည်းအများကြီးဖော်ပြခဲ့ကြပြီးတော့လူတွေအများကြီးကိုစိတ်သက်ခွန်အားဖြစ်စေခဲ့တယ်။ပြီးတော့တရုတ်တွေရဲ့နာမည်ကျော် Great Wall ကိုလည်းသူကအများသူငါနီးသူတန်းတူတွားရောက်လေပတ်ခဲ့ပါတယ်။ဆေးကြောင်းတက်နေတဲ့အချိန်လီဟာသူ့ကိုယ်သူ case တစ်ခုအနေနဲ့သဘောထားပြီးတော့တငယ်ချင်းတွေတင်ယူနိုင်အောင်လဲသူကကူညီခဲ့ပါတယ်2019ခုနှစ်နော်သူ့ရဲ့အသက်32နှစ်အရွယ်ရောက်တဲ့အချိန်မှာသူကဆရာဝန်ဘွဲ့နဲ့စေကူတာဖို့လိုင်စင်ကိုအများနည်းတူထိုက်တန်စွာရရှိခဲ့ပါတယ်လီရဲ့ဆေးကြောင်းကဆရာတယောက်ကဘာပြောလဲဆိုတော့လီဟာအင်မတန်စူးစမ်းတဲ့အကြောင်းသားတစ်ယောက်ပါ။သူကဆေးပညာရက်ဆိုင်ရာဘာသာရပ်တိုင်းကိုအလေးထားပြီးတော့သင်ယူလေ့လာခဲ့တယ်လို့အသက်လေးမြင့်ပါတယ်။သူ့မှာကိုခန္ဓာပိုင်းဆိုင်ရာစိန်ခေါ်မှုတွေရှိနေပေမဲ့အဲ့ဒါတွေကိုသူကအကောင်းဆုံးစူးစမ်းကြော်ဖြတ်နိုင်တယ်ဆိုပြီးတော့ဒီ Beijing Youth Daily မှာပြောခဲ့ပါတယ်။ကျောင်းပြီးသွားတဲ့အချိန်လီကသတင်းတိုက်တစ်ခုမှာဆေးပညာ editor အနေနဲ့ခဏဝင်လုပ်ခဲ့တယ်။နောက်တော့အလုပ်ထွက်ပြီးတော့ယူနန်ပြည်နယ်မှာဒီတာမန်ဆေးခန်းလေးဖွင့်ပြီးစီရင်နွမ်းပါတဲ့လူနာတွေကိုကုသပေးနေပါတယ်။အခုချိန်မှာဆိုရင်သူ့အသက်က38နှစ်လောက်ရှိပါပြီ။လီဟာသူ့ရဲ့မွေးရပါအားနည်းချက်ကိုအကြောင်းပြချက်တစ်ခုလိုသဘောထားပြီးတော့သူတစ်ပါးကိုမိခိုပြီးတော့ရှင်တန်ဖို့စိတ်မကူဘူး။သူ့ရဲ့အသက်အရွယ်နဲ့သူ့ဘဝကိုရတဲ့နည်းနဲ့မိဘတွေကိုဒုက္ခမပေးပဲရအောင်စ조사ရှင်တန်ခဲ့တယ်။ဘဝကအနှိမ့်ဆုံးတဒေါင်းစားဘဝကိုရောက်သွားခဲ့တာတောင်မှစိတ်ဓာတ်မကျပဲနဲ့ကြောင်းပြန်တက်ခဲ့ပြီးတော့ဆရာဝန်တစ်ယောက်ဖြစ်အောင်စ조사အားထုတ်ခဲ့တဲ့တကယ့်ကိုရှာမရှားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒါအပြင်သူတည်သွားလို့ရှိရင်သူ့ရဲ့ကိုယ်ခန္ဓာကိုဆေးပညာသူတည်သနာအတွက်အသုံးပြုဖို့လဲသူကလှူဒန်းထားတာဖြစ်ပါတယ်။သူ့ဘဝကိုအကောင်းဆုံးပြန်လည်တည်ဆောက်ယူနိုင်ခဲ့ရုံသာမကအခုချိန်မှာသူ့အားဖြင့်စည်ရင်နွမ်းပါတဲ့လူအများကြီးစိတ်ကူတာမှုခံယူနိုင်ကြပြီဖြစ်ပါတယ်။လူတစ်ယောက်ရဲ့အကြီးမားဆုံးရန်သူကကိုယ်တိုင်ပဲ။ကြာရှုံခြင်းတွေနဲ့အခက်ခဲတွေကကိုဘဝတက်လန်းအတွက်ကလေကတစ်တွေပဲဆက်သွားပါတင့်အိမ်မက်တွေလက်တွေ့ဖြစ်လာတာတနေ့မြင်ရပါလိမ့်မယ်ဆိုပြီးတော့လီကပြောခဲ့ပါတယ်။လီရဲ့အားပေးစကားကိုကြားရတဲ့လူတစ်ယောက်ရဲ့မှတ်ချက်ကလည်းတကယ်ကိုမှတ်သားစရာကောင်းတယ်နော်။သူကဘာပြောလဲဆိုတော့လူတစ်ယောက်ရဲ့အကြီးမားဆုံးရန်သူကကိုတိုင်ဖြစ်တယ်လို့အကောင်းဆုံးမိတ်ဆွေကလည်းကိုတိုင်ပဲတဲ့ကိုချစ်ပြီးတော့ယုံကြည်ပြီးတော့အကောင်းဆုံးစ조사ဖို့လဲလိုပါတယ်ဆိုပြီးတော့ပြောခဲ့ပါတယ်လီရဲ့ဘဝကိုလေ့လာခြင်းအပြင်ကျမတို့လည်းလက်ရှိမှာကိုဘဝအခြေအနေကဘလောက်ပဲဆိုးနေစိတ်ဓာတ်မကျဖို့အရှုံးမပေးလိုက်ဖို့ခွန်အားတွေအများကြီးရရှိခဲ့ပါတယ်အားလုံးကိုထူးပဲကျေးဇူးတင်ပါတယ် Rocky the Memory Keeper Channel ကနေပြီးတော့အခုလိုမျိုးစိတ်ဝင်စားစရာလူတွေရဲ့ဖြစ်ရမှန်အဖြစ်ပြက်လေးတွေကိုဆက်လက်ပြီးတော့ရှာဖွေတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့်စိတ်ဝင်စားတဲ့မိတ်ဆွေတွေ Rocky the Memory Keeper YouTube Channel ကို Like and Subscribe မလုပ်ရသေးဘူးဆိုရင်ကျေးဇူးပြုပြီးတော့လုပ်ပေးခဲ့ပါအောင်เนาะအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့မယ် Bye bye